ဒီပို့ဆောင်ရေးဝန်တန်းမလေးကကြောက်ခဲတလုံးကိုကောက်ကင်လိုက်ပြီးတန်းနဲ့ချီတန်းတဲ့ဇင်ခံကားရဲ့ပြတင်းပေါက်ကိုထုခွဲလိုက်ပါတယ်။သူမရဲ့လက်နှစ်ဖက်လုံးတန်းရရနေပြီမဲ့လည်းကားထဲမှာတတိမိတ်နေတဲ့ CEO ကိုကဲတင်ဖို့ဆက်ပြီးစူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကားထဲကထွက်လာပြီးတာနဲ့ကားကရုတ်တရက်ပေါက်ကွဲသွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကတော့လဲကျသွားပြီးတန်းရသွားခဲ့တာပါ။ဒါကိုမြင်တော့လူအုပ်ကြီးကဝိုင်းပြီးကူညီဖို့ရှေ့ကိုတိုးလာကြပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးစီကိုဖောက်သေးစီကဖုံးဝင်လာပါတယ်။သူမရဲ့ခန္ဓာကိုယ်ကနာကျင်မှုတွေကိုဂရုမစိုက်ပဲချက်ချင်းထပြီးအစားအစာတွေတွားပို့ပေးခဲ့ပါတယ်။အဲ့ဒီမိန်းကလေးထွက်သွားပြီးတာနဲ့ဇင်ခံကားအုပ်စုလိုက်ကြီးသူတို့စီကိုမောင်းနေလာကြပါတယ်။သူတို့က CEO ကိုစေးရုံကိုခေါ်သွားကြပါတယ်။လက်ထောက်ကမတော်တဆဖြစ်တဲ့တပ်ပုံတွေကို CEO ကိုပြလိုက်ပြီးမြဲတပ်ပုံထဲမှာအဲ့ဒီမိန်းကလေးရဲ့ကြိုးပင်ကိုပဲမြင်ရပါတယ်။ CEO ကသူမရဲ့ရုပ်ရည်ကိုလုံးဝမမှတ်မိတော့ပါဘူး။အဲ့ဒီမိန်းကလေးရဲ့လေဘေးမှာဆွဲကြိုးတကုံရှိနေတာကိုပဲသူမှတ်မိနေပါတယ်။ CEO ကဘလို့နီးနဲ့ဖြစ်ဖြစ်အဲ့ဒီမိန်းကလေးကိုရှာဖို့သူ့ရဲ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတယ်။သူကအဲ့ဒီမိန်းကလေးကိုလက်ထက်ချင်နေတာပါ။တခြားတစ်ဖက်မှာတော့ဆရာဝန်ကအဲ့ဒီမိန်းကလေးကိုခွဲစိတ်ခီတွေအမြန်ပြင်ဆင်ထားဖို့ပြောလိုက်ပါတယ်။သူမရဲ့အမေကအမြန်ဆုံးခွဲစိတ်မှုမလုပ်ဘူးဆိုရင်အန်ဒရီရှိနိုင်လို့ပါ။အဲ့ဒီမိန်းကလေးကပတ်စံယူဖို့အိမ်ကိုအမြန်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဆေးရုံကထွက်လာတဲ့ CEO နဲ့တိုက်ဆိုင်စုံမိသွားပါတယ်။အခုအချိန်မှာအဲ့ဒီမိန်းကလေးကသူမရဲ့အမေကိုကယ်တင်ဖို့ပဲစဉ်းစားနေတာမို့ပတ်စံယူဖို့အိမ်ကိုပဲအမြန်ပြန်သွားခဲ့ပါတယ်။ CEO ကတော့အဲ့ဒီမိန်းကလေးရဲ့အိမ်လိပ်စာကိုစုံစမ်းဖို့သူ့ရဲ့လက်ထောက်ကိုချက်ချင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးအိမ်ကိုရောက်တဲ့အခါမှာတော့သူမရဲ့အဖေဖြစ်သူကလက်တွေအချီခံထားရတာကိုတွေ့လိုက်ရပါတယ်။ဘာတွေဖြစ်ခဲ့တာလဲလို့သူမကအဖေဖြစ်သူကိုမေးလိုက်ပါတယ်။သူမစုဆောင်းထားတဲ့ပတ်စံအားလုံးကိုအဖေဖြစ်သူကရှုံးနေအောင်လုပ်လိုက်တာခင်နေပါတယ်။ဒါအပြင်ဒေါ်လာ20သိန်းတောင်ကျွေးတင်နေပါသေးတယ်။ဒါကိုကြားတော့အဲ့ဒီမိန်းကလေးဟာအကြီးကျယ်စိတ်ပြတ်အားငယ်သွားခဲ့ပါတယ်။ကျွေးမီတွေကိုဆက်ဖို့အတွက်အိမ်ကိုအပေါင်ပေးဖို့ပဲသူမဂရိပေးနိုင်ပါတယ်။ကျွေးရှင်တွေထွက်သွားပြီးတာနဲ့သူမရဲ့အဖေကရုပ်ပြက်ဆင်းရဲတကောထားပြောင်းလဲသွားပါတယ်။အိမ်ကိုအပေါင်ပေးလိုက်တဲ့အတွက်အဲ့ဒီမိန်းကလေးကိုအပြစ်တင်ပါလို့တယ်။အဲ့ဒီမိန်းကလေးကိုပါးတော်ရိုက်လိုက်ပါသေးတယ်။သူမကမိသားစုအတွက်ကန်ဆူးမှုတွေယူလာသူလို့လည်းပြောလိုက်ပါတယ်။အဲ့ဒီမိန်းကလေးကအရန်ဒေါသထွက်နေအဖေဖြစ်သူနဲ့စကားများကြပါတယ်။သူမရဲ့အဖေကဒေါသတစီနဲ့သူမကိုစိုးမဖို့ကလထိုင်တလုံးကိုကောက်ကင်လိုက်ပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲ CEO ကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။